Mr. B လက်စော့လိုက်တော့ ပေါ်ဝဲရေးကြည့်လို့ပေါ် လူကိုလေကအမျိုးမျိုးရှိရယ်ဆော့ဝဲကြီးမလို့စွတ်မလို့နဲ့အထီမကောင်းရင်လည်းလူကိုလေဟုတ်ပြီနော်ပြီးရင်တော့ခလုံးညင်းရင်လည်းလူကိုလေခလုံးညင်းရင်တော့တို့ကပတိတက်လိုက်တာနဲ့လူကိုလေမှာပဲဟုတ်တယ်မဆော့ဝဲကြောင့်လည်းလူကိုလေနော်ပြီးရင်တော့ CPU ကြောင့်လည်းလူကိုလေဒါအမြင်ပိုင်းဆိုရင်တော့ CPU ကြောင့်လူကိုလေအားကြီး50 50လောက်ဒါဆိုရင်တော့ဟို CPU ကကြတော့ကန်ရမှာလားမကန်ရဘူးလားဆိုတာငါတို့စစ်လို့ရတယ်လေဟုတ်တယ်မလားဘလို့ဆိုရင် CPU ကန်ရမယ်လို့ကိုလဲရဆိုဒါတော့မပြောတော့ဘလို့ပဲကျစီးရလူကတော့မင်းတို့တော့သိရမယ်နော်အလိုက်မတင်လို့ပြောဆိုတော့ဒါလေးတော့ထားလိုက်တော့အခုကကြတော့ဘင်းကဒီကောင်းတို့ကလိုကိုလဲနေတယ်နော်လိုကိုနေကြတော့သူကပထီချက်ကြည့်အောင်နော်တမ်းပြီးတော့ပြုတ်သွားတယ်နော်ဟုတ်ပြီတော့ဆော့ဝဲကြောင်လား CPU ကြောင်လားဆိုတာတော့တစ်ခုချင်းစီတော့စစ်လို့ရတယ်ဒါလည်းအဲ့ဒါရတော့မလို့ပြောပြီးတာဟိုကတော့ဒီမှာဆော့ဝဲကြောင်ဆိုရင်ဒီမှာ logo လဲစရာအကြောင်းမရှိဘူးဟုတ်နော်သူကအာသင်းပုံစံတော့ပြနေရတယ်ဟုတ်နော်အာသင်းကလည်းဒီမှာက logo လဲနေရဆိုတော့ဟုတ်ပြီနော်ဒါဆိုရင်ပတိမကောင်းရင်လည်းဖြစ်တတ်တယ်ပေါ့ကွာဟုတ်ပြီနော်အဓိကကတော့ဟိုပတိဖြစ်ဖို့ကဟိုများတဲ့ပုံစံမျိုးပေါ့အရင်ဖုန်းတွေမှာဆိုရင်နော်ဒါဆိုရင်တော့ပတိကြောက်လည်းမင်းအားကြော်ပြီးသွားပြီဟုတ်ပြီနော်ဒါဆိုရင်ပတိကအာကြော်ပြီးလဲတို့ကပတိကပြော့နေတယ်ဆိုရင်လည်းဖြစ်တတ်တယ်နော်ဒါဆိုရင်ပိုသေးကြောင်လို့နောက်တစ်လုံးနဲ့ငါတို့စမ်းကြည့်တယ်ဟုတ်ပြီဒါဆိုရင်ပတိကြောင်မဟုတ်တော့ဟုတ်ပြီနော်ပတိကြောင်မဟုတ်တော့ဒါဆိုရင်သူ့မှာကတော့နောက်တနည်းတစ်ခုရှိနေတယ်ဘာဖြစ်လို့လဲဆိုတော့တို့ကအောက်ချမ်းနဲ့လည်းဆိုင်နေတယ်ဟုတ်နော်အောက်ချမ်းကျိုးသူကတီးတန့်ဆိုရင်တော့အောက်ချမ်းကျိုးတို့ကဖြုတ်ကြည့်လိုက်မယ်ဟုတ်ပြီနော်ဖြုတ်ကြည့်လိုက်ရင်စမ်းသပ်လို့ရဘာဖြစ်လို့အောက်ချမ်းကိုစမ်းသပ်ကြည့်ရလဲဆိုတော့သူကရေဝင်လာတာလေဒီမှာမျက်လုံးနဲ့ကြည့်ဆိုတာမင်းတို့အဲ့ဒါကိုပြောတာဒီမှာအောက်ချမ်းကိုကြည့်လိုက်တဲ့အချိန်မှာရေဝင်နေတဲ့အနေအထားကိုတွေ့ရတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ဒီမှာကျိုးထိုးလိုက်တာနဲ့လည်းဘာဖြစ်လဲဆိုတော့ logo ကလဲနေတာပဲနော်ဒါဆိုရင်တို့ကဘာတနည်းပဲရှိရောလေအောက်ချမ်းလေးကိုဖြုတ်ကြည့်ရတယ်မထင်မှတ်တဲ့ error တွေပေါ့နော်ဒါရီကစာတင်တဲ့ထဲမှာရင်လည်းမပါဘူးဒါရီကအလောက်ကပဲဒါရီကတိသွားတာလीเนาะဒါပေမဲ့တို့ကတော့အတွေ့အကြုံတွေရလာရင်တော့စာတင်တဲ့ထဲတွေမှာတော့ထည့်ပြောရတော့မှာပေါ့ကွာအဲ့လိုပုံစံမျိုးကြီးဟုတ်တယ်မဟုတ်ဟုတ်ပြီဒါဆိုရင်တို့ကအောက်ချမ်းကိုဖြုတ်ကြည့်အောင်နော်ဟုတ်ရေကြိုးရည်တွေလားနော်နော်အထက်မှာသူကရေဝင်လာဒါဆိုရင်တို့ကအောက်ချမ်းမှာပါပဲနှုတ်ကြည့်အောင်ဒါဆိုရင်ရအောင်ရပါပြီဟုတ်တယ်ဟုတ်စတော့တော့အဲ့လောက်ကြီးမကြဘူးလေဟုတ်တယ်
เคမှတ်ထားနော် ဟုတ် โอเคတတရရလေးကိုခေါင်းကြီးရှာပါဟလား ဟုတ် အဲ့ဆိုရင် USB ခေါင်းကိုဖြုတ်ကြည့်လိုက်နော် ဟုတ် ဖြုတ်ကြည့်ပြီးတော့တက်ကြည့်လိုက်ဒါဆိုရင်ခေါင်းဖြုတ်ကြည့်လို့မှဒါမှမဟုတ်တန်ဆေးရင်လောက်ကြည့်လိုက်ဟုတ်လားဒီမှာရေကြိုးလေးလည်းတွေ့ရတယ်ဒီ socket မှာ ဟုတ် ဟိုအားပြ ဟုတ် ဟိုမှာတွေ့လား ဟုတ်တယ် ဟုတ်ကြတွေ့ ပြန် ပြန်ဟုတ် နော် ဟုတ် အောက် channel မှာလည်း ရေချိုးလေး တွေ့လို့နော် ဟုတ်ကြ တွေ့လား တွေ့ပါပြီ နော်အားလေးက တန့်ရှင်းလို့ တန်ဆေးလောက်ကြည့်တယ်နော် ဟုတ် ဒီမှာလည်းအောက် channel မှာလည်းဆက်ကြည့်ရအောက် channel တက်ပြီးတော့လဲသေးလားကြည့်မယ်နော် ဟုတ်ကြ နေလာရင်ကောင်းပါပြီနော် ဟုတ်ကြ โอเค ဟုတ် နော် ဟုတ်ကြ ရရင်နော်ဆိုတော့အာသင်ချိုးထိုးရတဲ့ logo ပဲလေနော် ဟုတ်ကြ ဒါစီဆော်ဝဲကြီးရေးမယ်ဆိုတာကြီးဒါတရုတ်ကြီးကိုင်တာတင်တယ်တရုတ်စာတွေကြီး ဟုတ် ဒါမလို့နေ data အရေးကြီးရဲ့ဒီလိုမှာနော် ဟုတ် โอเค တန်ရှင်းလို့ရ အားလုံးပဲကျေးဇူးတင်ပါတယ် ဟ